ခုလက်ရှိဗီဒီယိုထဲမှာပြထားတဲ့လုံးလေးကတော့ iPhone 30 Pro Max လေးပဲဖြစ်တယ်။သူကဘက်ထရီဖောင်းနေရပေါ့နော်။ဘက်ထရီဖောင်းပြီးဘက်ကလက်ပါကွဲချင်မွားနေရပေါ့နော်။အဲဒါကြောင့်မို့ကစတမာဘက်ကလက်ရဲ့ဘက်ထရီရဲ့လဲဖို့ဆိုပြီးကျွန်တော်စီလာပြတာ။ကျွန်တော်စီလာပြတဲ့အချိန်မှာဘက်ကလက်လဲကျွန်တော်တို့ကလေဆာစက်နဲ့ပြည့်ပြီးခွာတာဖြစ်တဲ့အတွက်ဒီဘက်ကလက်အရန်ကွဲချင်မွားတဲ့နေရာကိုကျွန်တော်တို့ဒီတိတ်လေးနဲ့ကတ်တယ်ပေါ့နော်။ကတ်ပြီးတော့မှကျွန်တော်တို့လေဆာစက်နဲ့လေဆာဖြစ်တယ်ပေါ့နော်။လေဆာဖြစ်ပြီးတော့မှဒီဘက်ကလက်ခွာတဲ့စာပစ်လေးကိုကျွန်တော်စပြီးတော့လုတ်တယ်ပေါ့နော်။ကျွန်တော်ကလီလာစနဲ့ဘကလက်ခွာဖြစ်တဲ့အတွက်တချို့ကစတမာကြောင့်လည်းဆက်မဖွင့်ချင်ဘူးပေါ့နော်သူရဲ့ဆက်ကိုဆက်မဖွင့်ချင်တာဖြစ်တဲ့ဒီကစတမာတွေအတွက်လည်းအဆင်ပြေသူကဆက်ဖွင့်စရာမလိုဘူးပေါ့နော်သူကအပေါ်ကနေပြီးတော့ကျွန်တော်လေဆာနဲ့ပြစ်လိုက်တယ်လေဆာနဲ့ပြစ်လိုက်ပြီးတော့ကိုယ်တွေရှင်းထုတ်လိုက်တာပေါ့နော်ပြီးခါကျမှကျွန်တော်တို့ဒီတတားလေးကျွန်တော်တို့ဒီဘကလက်ကွဲနေတဲ့အစိတ်ပိုင်းလေးတွေကျွန်တော်တို့ခွာလိုက်တာပေါ့နော်အဲ့အတွက်ဒီဖုန်းဆက်မဖွင့်ချင်တဲ့ကစတမာတွေတော့ကတော့ဒါအရင်အဆင်ပြေဒါပေမဲ့လို့ဒီလုံးလေးကတော့ဘက်ထရီပါလဲဟာဖြစ်တဲ့အတွက်ဆက်ကတော့ဖွင့်ရတယ်ပေါ့နော်ဆက်ဖွင့်ပြီးတော့လေဆာဆက်နေပြစ်လိုက်တယ်ပေါ့နော်ဒီလုံးလေးအတွက်ဘက်ထရီပါတစ်ခါလေးလဲမှာဖြစ်တဲ့အတွက်ဘက်ကလက်ခွာပြီးဘက်ထရီလေးပါတစ်ခါလေးလဲထားပြီးရပေါ့နော်ဘက်ကလက်ကတော့မကတ်ရသေးဘူးပေါ့နော်ပြီးတော့မှဘက်ထရီပါလေးမှကျွန်တော်ဘက်ကလက်ကတ်တယ်ပေါ့နော်ဘက်ကလက်ကတ်တယ်ဆိုရင်လည်းပုံမှန်အဖြစ်ကအချိန်ကြီးစောင့်ရတာပါရှိရဲကျွန်တော်တို့ကတော့ဒီဘက်ကလက်ကတ်ရင်လည်းအချိန်2မိနစ်3မိနစ်ဝန်းကျင်လောက်ပဲကြာရဲပေါ့နော်ဘာလို့လဲဆိုတော့ကျွန်တော်ကော်ကောင်းသွားပြီးတုံးထားတယ်ပြီးတော့ဆက်တီနဲ့ကတ်ထားပေါ့နော်ဆက်ပြီးသွားရဲဆိုရင်လည်းကျွန်တော်တို့ကတ်ပြီးသွားရဲဆိုရင်ဆက်လေးနဲ့ဖိလိုက်ရုံပဲပေါ့နော်3မိနစ်ဆိုရင်လည်းကော်က6သွားပြီပြီးသွားရင်တော့လုံးဝကောင်းမှတော့တုံးလို့ရပြီပေါ့နော်